ငါရှာကျွေးနေတာပဲဒီမိမငါခိုင်းတာလောက်ရမှာပေါ့ငါလို့ဆိုမဟုတ်အဲ့ဒါမှားတယ်သူ့ကြောင့်ငါအရန်နဲ့လက်ဆေးပြီးထမင်းစားနေရတာပါလားသူ့ကြောင့်ငါအဝတ်စားလေးတွေငါကိုယ်တိုင်မလျှော်မဖို့ရပဲနဲ့မပင်မပန်းပဲနဲ့ငါဝတ်နေရတာပါလားဒါလေးလည်းပြန်တွေးအောင်သူ့ကြောင့်ငါအိမ်လေးတန်းတန်းချင်းချင်းလေးဖြစ်နေတာပါလားဟုတ်လားတယောက်နဲ့တယောက်ကျေးဇူးတင်နေအဆင်ပြေတယ်ခါပါတော့အခုသူအသက်22နှစ်မှအိမ်အောင်ကြားတယ်အခုသမီးအသက်14နှစ်ရှိပြီသူ့အဖေနဲ့အမေကသူ့ကို22နှစ်ထိပဲလှုပ်ကြွေးတာသူကျေးဇူးလှုပ်ကြွေးတာ14နှစ်ရှိပြီနောက်ထပ်လည်းထပ်လှုပ်ကြွေးဦးမှာကျေးဇူးရှင်သူကလည်းငါကျေးဇူးရှင်ကြီးပါလားသူကလည်းဒီကလည်းငါသူရှိနေလို့အဆင်ပြေနေတာပါလားအမေလေးပြစားကောင်းနေတယ်ပြောတယ်ကျေးဇူးတင်တယ်မိမရဲ့Somebody